မင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုပုံမင်းခန့်လို့ခေါ်ပါရယ်ခုလက်ရှိကျွန်တော်တက်ဆီလာမှာကွန်ပျူတာဆိုင်းရဲ့မေဂျာနဲ့တက်ရောက်နေတဲ့အကြောင်းသားတစ်ယောက်ဖြစ်ပါရဲ့ဗျအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဟန်လူဆက်ပါလက်ရှိဒီဂျူနီယာရေးရနေတဲ့တက်ဆီလာမှာကွန်ပျူတာဆိုင်းမေဂျာနဲ့တက်နေတဲ့အကြောင်းသားတစ်ယောက်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကကိုပြေထွန်းလို့ဖြစ်ပါရဲ့လက်ရှိမှာတက်ဆီလာမှာကျွန်တော်ကွန်ပျူတာဆိုင်းမေဂျာနဲ့ Bachelor Degree တက်ရောက်နေတဲ့အကြောင်းသားလူဖြစ်ပါတယ်ကျွန်တော် education system ပြောတဲ့ခါကျတော့ရှင်အဓိကအပြင်ဒီက education မှာရေးကြည့်ရတာအတွေ့အခေါ်ပဲပေါ့နော်အတွေ့အခေါ်ရဲ့ပြဿနာကိုဘယ်လိုရှင်း problem solving နဲ့ critical thinking ပေါ့နော်ပြည်ပြည်တို့အနေနဲ့အရင်ဖြတ်တန်းခဲ့ရတဲ့ပေါ့နော်education background နဲ့အခုလက်ရှိ American education system တက်နေရတဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟို critical thinking ဘိုင်း problem solving နဲ့ဘယ်လိုကွာခြားတယ်လို့မြင်ကျွန်တော်တို့ဒီအရင်တော့ပေါ့နော်ကျွန်တော်တို့ရဲ့တက်ခဲ့ရတဲ့ပညာရေး system အရဆိုရင်ကျွန်တော်တို့ကဒီ memorization ဆိုတဲ့အရာတစ်ခုကိုကျွန်တော်ကဦးတည်ပြီးတော့သွားရတဲ့ပညာရေးတစ်ခုဖြစ်ခဲ့တာပေါ့နော်ဒီ American system ကဘယ်လိုမျိုးကျွန်တော်တို့ပြောင်းလဲပေးခဲ့လဲဆိုရင်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ဒါ GED တဲကနေပြီးတော့ American system ကိုစတင်တင်ယူခဲ့တာပေါ့နော်လက်ရှိ Bachelor ဒီပဲ American education system ကကျွန်တော်တို့ကိုဘယ်လိုမျိုးဒီတွေးခေါ်မှုကိုအဓိကတင်ပေးရမျိုးဖြစ်ပါတယ်အဲ့တော့သူတို့တွေစီမှာကအဓိကအပြင်ဒီចောင်းသားတစ်ယောက်ကဒီအဖြေမှန်ဟိုတိတိကျကျလိုချင်တာမျိုးမဟုတ်ဘဲနဲ့ logic မှန်မှန်နဲ့လိုချင်တာဖြစ်ပါတယ်အဲ့ logic ကျကျဖြေနိုင်မှုအတွက်ကိုသူတို့တွေကလေးလာနိုင်တဲ့ resources တွေကိုအများကြီး provide ပေးတယ်အဲ့တော့ကိုလေးလာနိုင်လေးလာတော့များများရပြီးတော့ကိုတွေးခေါ်နိုင်ပြီဆိုရင်ကိုက logic တစ်ခုကိုကောင်းကောင်းရသွားပြီဆိုရင်အဲ့ logic ကိုကိုကအဖြေထုတ်နိုင်ပြီဆိုရင်ကျွန်တော်တို့ကဒီ American system မှာကဒါကဒီ success ဖြစ်ပြီပေါ့နော်အဲ့ဒါကြောင့်သူတို့တွေဒီအဓိကတော့ critical thinking ကိုအဓိက base လုပ်ထားတာဖြစ်တယ် critical thinking ကဒီ American system အကြောင်းသားတွေပါအဓိကပို့ပြီးတော့တိုးတက်လာတာမျိုးကျွန်တော်ကိုယ်တိုင်လက်တွေ့ခံစားခဲ့ရတာဖြစ်ပါတယ်ဆိုတော့ကိုပုံမင်းကအနေနဲ့ဟာရောဒီဘာကြောင့် American education ကခြားသော education system တွေကဘာကြောင့်ပို့ပြီးထူးကြတယ်လို့ထင်လဲပေါ့နော်ဟုတ်အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်အနေနဲ့ပေါ့နော်တွေးမိရလေးတစ်ခုရှိရယ် American education ကကြတော့အဓိကအဖြစ်သူက30 နဲ့သွားတယ် General education ကဒီကိုယ့်ရဲ့ major course ကိုပါတယ်ပေါ့နော်အဲ့ဒီဘိုင်းကိုသူကခွဲချမ်းပြီးတော့တင်တယ်ပေါ့နော်တင်တဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ for example ဗျာကျွန်တော်တို့ကminor course အနေနဲ့ဒီ business နဲ့ပတ်သက်တဲ့ဒီ subject ကိုယူရတယ်ဆိုပါတော့အဲ့ဒီ business နဲ့ပတ်သက်တဲ့ subject ကကျွန်တော်တို့က computer science major ယူထားရဆိုပေမဲ့ကျွန်တော်တို့လက်တွေ့ဘဝလေးကိုဆင်းတဲ့အချိန်မှာ computer science major အပြင်ကိုမှကျွန်တော်တို့က business နဲ့ပတ်သက်တဲ့ logic တွေလည်းကျွန်တော်တို့သိထားလို့လိုရဲပေါ့နော်ဒီတစ်ခုတည်းနဲ့ကျွန်တော်တို့ရှင်းတဲ့ရက်တည်လို့မရဘူးပေါ့နော်နောက်အဲ့ဒီအပြင်မှာနောက်တစ်ခု for example အဖြစ်ဆိုရင် philosophy ပေါ့နော် philosophy လို့ဟိုဒီဘာသာမျိုးဆိုရင်လည်းပဲကျွန်တော်တို့ရဲ့ဒီ computer science major နဲ့ချိန်ပြီးတော့ဒီ logically ရချိန်ပြီးတော့ဒီဆက်ဆက်လို့ရဘာသာလေးဖြစ်တယ်လို့မျိုးကျွန်တော်တို့လက်တွေ့ real life မှာလည်းဒီဘာသာရေးကလုံးဝကိုအသုံးဝင်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးပဲအဲ့ဒါအကြောင်းပေါ့နော်ဒီ American system ကဒီ general education အပြင်ဟိုမှာ general education တွေရောဒီဟိုပါပေါ့နော် main course တွေရောပေါ့နော်ဒါ combine လုပ်ပြီးတော့ဒီပြည်စုံအောင်ဖန်တီးထားတဲ့အရာတစ်ခုပေါ့နော်လူတစ်ယောက်မှရှိတဲ့ soft skill ရော hard skill ရောပေါင်းထားတဲ့ဒီ education system ကိုကျွန်တော်မြင်နေပေါ့နော်အားအကြောင်းမလို့အခြားစနစ်တွေထက်ကျွန်တော်အတွက်တော့ဒီ system ကပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်မြင်နေပေါ့နော်ဟုတ်ကျွန်တော်အဓိကပေါ့နော် critical thinking နဲ့ဒီမှာဆိုကျွန်တော်အဓိကဥပမာလေးတစ်ခုနဲ့ကျွန်တော်အဓိကပြောချင်တာပေါ့နော်တင်တဲ့တစ်ခုကိုဖြတ်သန်းရမယ့်အကြောင်းသားတစ်ယောက်ပေါ့နော်ဆိုတော့လိုရတဲ့ရင်းမြစ်ကုန်ရှိမယ်တက်သားတွေကျွန်တော်တန်တွေပြီးတော့ရွက်တိုင်တော့ရွက်တွေအကုန်ရှိမယ်ဆိုတော့ကျွန်တော်အရင်တုန်းကကြုံတွေ့ခဲ့တဲ့ပညာရေးကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဆရာကနေပြီးတော့ဒီသင်းမောတစ်ခုလုံးသူကိုယ်တိုင်စောက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအဲ့သင်းမောကိုတစ်ထေရာလိုက်ပြီးတော့ထပ်တူစောက်ရတာဥပမာဒီတက်သားပြင်ဆိုဒီနားမှာပဲထားမယ်ဒီနေရာမှာဆိုရင်ဒီတန်ကိုဒီနေရာမှာပဲရက်ရမယ်ဒီရွက်လေးဆိုရင်ဒီနားမှာထောက်မယ်ဒီနားမှာထောက်အဲ့လိုမျိုးပဲတော့အဲ့ဒီမျိုးကျွန်တော် like ကုန်ကူးပြီးတော့စောက်ပြီးသွားတဲ့ခါကျလို့ရှိရင်လည်းပြီးရင်ဘာလဲဆိုတော့ဒီပင်ထဲပေါ့နော်ဒီပင်ထဲမှာဒီမုံတိုင်းတိုက်တဲ့ပင်ထဲအဲ့ပင်တွေကိုပဲဖြတ်ရမယ်ဆိုတော့အဲ့ပင်တွေကိုပဲကျွန်တော်တို့ဖြတ်ပြီးတော့ကျွန်တော်တို့ဖြတ်တန်းလာခဲ့ရတယ်ပေါ့နော်ဆိုတော့ American education ကတခြား education ဘယ်လိုတော်တော်ကြီးကျွန်တော်တို့ကြွေးပြတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဆရာကနေပြီးတော့အဓိက concept ကိုသင်ပေးတာဒီသားကဘယ်နေရာအတွက်ပိုကောင်းလဲဟိုဒီသားကိုဒီနေရာမှာစောက်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဓာတ်မျိုးကိုခံနိုင်တယ်ဘယ်လိုဖိအားမျိုးကိုကျွန်တော်ခံနိုင်ဒီရွက်လေးရဒီနေရာမှာထောင်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုမုံတိုင်းမျိုးမှာဘယ်လိုကြော်လာနိုင်ကျွန်တော်တို့အဓိကဒီ concept ကိုသင်ရအဲ့လိုမျိုးလမ်းညွှန်ပြီးနောက်ဆုံးခါကျကျွန်တော်တို့တင်မောတစည်းရပြီတင်မောတစည်းရပြီဒါပေမဲ့ကျွန်တော်တို့ကပင်နယ်ထဲမှာဒီပင်နယ်ကဘယ်လိုမုံတိုင်းမျိုးကျွန်တော်ကကြုံရမှာမသိနိုင်တာဖြစ်တဲ့အတွက်အဲ့ဒီဟာကိုကျွန်တော်တို့ကလည်းတွေးပြီးတော့ဒီမှာကျွန်တော်ရဲ့ဒီတင်မောဟိုအားပြရတယ်ပေါ့နော်ငါဘယ်လိုသင်ခဲ့ရလဲငါဒီသင်ခဲ့ရတဲ့ဟာပုံ concept ကိုမူတည်ပြီးတော့ငါတို့ဘယ်လိုအသုံးချမလဲဘယ်လိုသုံးချပြီးဒီမုံတိုင်းကိုဘယ်လိုကြော်လွှားရမလဲဆိုတော့ program solving ပေါ့နော်အဓိကအဲ့ဒါတွေပေါ့ကျွန်တော်တို့ကထည့်သွင်းစဉ်းစားပြီးကျွန်တော်တွေးခေါ်ပြီးကျွန်တော်ဒီပင်တွေကိုဖျက်တန်းရတယ်ပေါ့နော်အဓိကပထမတစ်ခု critical thinking and problem solving ပြီးတော့ဒါတွေလုံးလောက်သေးလားဆိုတော့ကျွန်တော်တို့ကမလုံလောက်ဘူး
ဘာလို့မလို့လဲကျွန်တော်အဲ့မှာတစ်ခေါက်ကောင်းကောင်းကြီးမှတ်သွားတာကပြီးကောင်း semester မှာဆိုရင်ကျွန်တော်တို့PowerPoint ထဲမှာလည်းမပါလာဘူးပေါ့နော် question ကကျွန်တော်တို့ဟိုအချိန်ရှိရင်ရှိသလောက်ကျွန်တော်တို့ဒီ main reference ကိုသွားပြီးတော့ textbook တွေပါကျွန်တော်တို့ဖတ်ရတာပါရှိအဲ့တော့ဒီကောင်း semester မှာလည်းကျွန်တော်တို့တရား textbook တွေရသလောက်ဖတ်လိုက်တယ်ဖတ်ပြီးတော့ရသလောက် concept တွေအဲ့ concept တွေနဲ့ကျွန်တော်ကဆိုတော့ထပ်ပြီးတော့ဖြည့်တင်လိုက်တဲ့ခါကျရင်ပို့ပြီးတော့ကောင်းတဲ့ရလက်တွေထွက်တယ်ပေါ့နော်ဆိုတော့အဓိကဆိုတော့ပြောဆိုပဲ critical thinking ကတခုအဲ့ critical thinking ကိုမသုံးပြီးတော့ကျွန်တော်တို့ပြဿနာကိုဘယ်လိုသုံးချရမလဲဆိုတဲ့အတွေးခေါ်တယ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ကိုယ့်ဘာသာကိုထပ်ပြီးလေ့လာရမယ်ဆိုတဲ့အတွေးဥစ္စာရယ်ပေါ့နော်အဲ့ဒီနှစ်ခုဆိုတော့ကျွန်တော်တို့ဒီ American education system အရင်ကရေးပါတယ်ပြီးတော့ကျွန်တော်မြင်နေပေါ့နော် ဒါတော့ကျွန်တော်တို့3ယောက်ပထမပိုင်းဖြစ်တဲ့တွေးခေါ်ဝါချမှုတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်